အောက်မှာဖိထားတယ်လေမသိဘူးကွာသူ့6တောက်ထိမှငါမသိလိုက်လို့ဘာမှမကြောက်နဲ့နော်ငါတို့အားလုံးပေါင်းမှုတော့မှနှိမ်နေမှရမှာရှင်းလားဟုတ်ကဲ့ဟုတ်လွဲချုံဖြစ်စင်တယ်ဟုတ်ကဲ့ပါဆရာအကောင်ပြက်အရိပ်ပြက်အနှံ့ပေးပေးအတန်ပေးပေးကြောက်เสียမလို့ဘူးနော်ဟုတ်ဆရာရှင်းမကြောက်ပါဘူးထွက်မပြေးနဲ့နော်မပြေးဘူးဆရာမပြေးဘူးဟုတ်ပြီဟဲ့ဒီနေရာဒီဒေသမကောင်းတဲ့အရာမှလည်းထွက်ခဲ့စားညာညာလူကြီးဆရာရဲ့လူကျွန်တော်ကိုပါဗျလူလားဒုက္ခပါပဲမင်းကိုဟုတ်တယ်ဟဲ့မင်းတို့ဘာလုပ်နေပူလို့လာအိမ်လာလေဗျာမင်းမေလေပူလို့မင်းသွားပြန်ရင်အဲ့ဒီအောက်မှာမကောင်းတဲ့ຢာရှိတယ်ဟာအဲ့လိုကြာမသွားတော့ကြောက်နေသေးတယ်ဝါအခုမှပြုတ်တူပြတဲ့နဲ့ဆရာပြောတော့မကြောက်နဲ့ဆိုဆရာတယောက်တည်းဘာလို့ပြေးတာလူကြီးကိုလူမို့လို့ကြောက်သွားတာကွာမကောင်းတဲ့မိစ္ဆာဆိုငါမကြောက်ဘူးရှင်းလားမပြေးနဲ့နော်ဆရာပဲပြေးတာပါဗျာဆရာပြေးတာဒီမှာ4ယောက်လုံးကြံခဲ့တယ်လေဆရာဟဲ့လူမို့လို့ပြေးတာဟုတ်ပြီကဲဟောဒီအပင်မှာရှိတဲ့မကောင်းတဲ့အရာမိစ္ဆာမှန်သမျှထွက်ခဲ့စားဟဲ့ဟဲ့ကောင်းတယ်မပြေးနဲ့လေမပြေးလို့မရမမဲကြီးလေဆရာအဲ့တို့မဲမဲမောင်နဲ့လာခဲ့တယောက်တည်းကျတော့စိတ်တာပေါ့ဘာလို့ပြေးလာတော့ဆရာကြောက်တယ်မကြောက်နဲ့မမဲကြီးနော်ငါတယောက်လုံးရှိတယ်လို့မကြောက်နဲ့လို့နော်မင်းတို့နဲ့ပေါင်းပြီးတော့နှိမ်နေမှရမှာဟုတ်ဆရာဘောပေါက်လားဟာအော်မင်းကအကောက်တောင်လာပြလေဟတ်လားလဲတဲ့ဇာတော့မဟုတ်ဟမ်မင်းဘယ်လောက်ဆွမ်းလဲဆရာအဆောက်ဘလို့ကဗျာနော်လာပြီးပြည်တော်စားနေလားအမေငါမျက်စရာအဆောက်ဘလို့တဲ့ကောင်းပြီလေဒီမှာမင်းဆွမ်းရင်မင်းလို့ငါဆွမ်းရင်ငါလုံးမှာနော်ကဲမင်းပြသားမင်းဘယ်လောက်ဆွမ်းပြမလဲအများကြီးပဲပြန်လာခဲ့လို့အဲ့ဒီလာခဲ့လို့မကြောက်နဲ့လို့အဲ့ဒီလာနေပြီဆရာရောက်နေပြီလို့သွားနေတယ်ဆရာအများကြီးပဲဆရာရဲ့တော်သူညံ့နဲ့မကြောက်နဲ့လို့ဒုက္ခပဲမင်းတို့နဲ့ပေါင်းမနေမှရပါကြတော့သွားလို့ရမလားကြောက်တယ်မကြောက်နဲ့ငါတယောက်လုံးရှိတယ်ဒါအတွေ့အကြုံကအများကြီးရှိရထားတယ်မင်းတို့ခဏခဏထွက်ပြေးနေမှာမဖြစ်ဘူးအဲ့တော့မင်းတို့ထွက်မသွားအောင်မင်းတို့ငါအစီမံလုံးမရမယ်မင်းတို့ထွက်ပြေးလို့မရအောင်ဒါဘာလို့မင်းတို့6တောင်းနဲ့ငါ6တောင်းနဲ့ဒီကျိုးနဲ့ငါတွဲတုံးမယ်ဗျာကျွန်တော်တို့ကျိုးနေတော့လားကျွန်တော်တို့ဘယ်လိုပြေးမလို့ဆရာရဲ့မင်းတို့နှစ်ကောင်ထွက်ပြေးမှာဆိုလို့ငါမင်းတို့6တောင်းနဲ့ငါ6တောင်းနဲ့ကိုတွဲတုံထားတာရက်စက်လိုက်တာဆရာဟဲ့တည်းရဲ့မနေ့ရဲ့အစွမ်းအဲ့လောက်ပဲလားဟဲ့လားအေးငါဆရာအစွမ်းဘယ်လောက်ရှိရဲဆိုတာနေ့တစ်ချက်မြည်ကြည့်လိုက်ဆရာနိုင်သွားပြီတရေမှမရှိတော့ဘူးနိုင်ပြီဘယ်လိုလုပ်လဲပြေးမရပါဘူးကွာသူပဲထိုင်နေပါရမထိုင်ဘူးဆရာတာကြောက်နေတောက်ဖတ်တာလို့တာကြောက်တာတာ